တစ်ပင်အောက်ကကလင်းငယ်တယောက်ကိုကောက်ယူမွေးစားလိုက်တဲ့ခိုင်နေဝေအကြမျိုးကြောင့်မိခင်ရင်ဖြစ်သူကတစ်ပင်အောက်မှာဆွန့်ပစ်သွားတဲ့ချစ်စရာကလင်းငယ်တယောက်ကိုကောက်ယူမွေးစားလိုက်ရပြန်တာကဖြူစင်တဲ့နှလုံးသားပိုင်ရှင်ရင်သွေးလေးတွေရဲ့မိမိခိုင်နေဝေပါအားလုံးလည်းသိကြတဲ့အတိုင်းယနေ့ခေတ်ချိန်ကိုစိမ်းနှုံးတွေတခါအစအအရာဈေးကြီးနေတာဖြစ်ပါရီဒီလိုချိန်မှာလူတော်များဟာစားဝတ်နေရေးစီးပွားရေးကျက်တဲလာကြတာပါဒါကြောင့်လေမွေးကိစ္စရွယ်ရှင်သွေးလေးတွေကိုစုခင်ရတာတွေကအရှင်ကားချက်တောင်မှတော်တော်လေးကိုမှများနေတာဖြစ်ပါရီဒီလိုစွပစ်ခရတဲ့အခါမှာရင်သွေးလေးတွေရဲ့ဘဝဟာတော်တော်လေးကိုမှကြေကွဲဝယ်ရဖြစ်ရပါရီအခုဆိုမြောက်တကုတ်ကတက်ပင်အောက်တစ်ခုမှာချစ်စရာနှလအရွယ်သမီးလေးတယောက်စွပစ်ခံလိုက်ရှာတာပါဒါပေမဲ့ကဲကောင်းတာတစ်ခုကစွပစ်ခံရင်သွေးလေးတွေအတွက်နောက်ခုရာပရိုက်တာမိကေကြီးတရုတ်ဆောင်ခိုင်နေဝေရှိနေတာဖြစ်ပါရီတရုတ်ဆောင်ခိုင်နေဝေဟာအနုပညာလောကမှာထိတ်တန့်မင်းသမီးတက်လက်ဖြစ်နေမဲ့ကြီးသလိုသူမရဲ့ဖြူစင်တဲ့ပရိုက်တာစိတ်ဓာတ်တွေကြောင့်လည်းနာမည်ကြီးပါရီတရုတ်ဆောင်မင်းသမီးခိုင်နေဝေဟာ2018ခုနှစ်လောက်ကတည်းကအကြောင်းမျိုးကြောင့်မိဘဆုံးပါသွားတာစွပြစ်ခံလိုက်ရတဲ့ရင်သွေးလေးတွေကိုခေါ်ယူဆောက်ရှောက်နေတာပါခိုင်နေဝေရဲ့ရင်သွေးလေးများကြရမှာခိုင်နေဝေဟာရင်သွေးလေးတွေကိုကိုမွေးထားတဲ့သားသမီးနဲ့မချယူဆိုင်ပေးနေရကြောင်းလေနမဲကြီးလာသလိုရေသေးလေးတွေအသက်ရှင်တန်ကြီးထွားနိုင်ဖို့အကောင်းဆုံးနောက်ခုရဖြစ်လာပါရီခိုင်နေဝေဟာအကြောင်းမျိုးစွပစ်ခံလိုက်ရတဲ့ရေသွေးလေးတွေမိဘကပြုစုဆောက်ရှောက်မှုမပေးနိုင်တဲ့ရေသွေးလေးတွေကိုခေါ်ယူဆောက်ရှောက်နေတာပါဒါကြောင့်လေခိုင်နေဝေကြီးကိုစွပစ်ကြတဲ့ကလေးတွေလာရကြတဲ့ကလေးတွေခိုင်နေဝေကိုယ်တိုင်တွားရောက်ကတင်ရတဲ့ရေသွေးလေးတွေစသဖြင့်များပြားလာတာပါအခုလဲခိုင်နေဝေရဲ့ရေသွေးလေးများကြရနဲ့မနီမွေးတောင်တကုံမြို့နယ်ကဈေးပင်အောက်တစ်ခုမှာနလာသားရွယ်ကလေးငယ်လေးကိုစက်ကူဘူးလေးနဲ့တူစာတစောင်းနဲ့လာရောက်စွပစ်ထားတာဖြစ်ပါရီစားထဲမှာရေးသားထားတာကတော့15ရက်တလ2025ဗုဒ္ဓဟူးနေ့သမီးလေးမွေးနေ့ဆိုပြီးတော့အခြေအနေတစ်ခုကြောင့်သာဒီလိုသမီးလေးကိုစွန့်ပစ်ရတာဖြစ်ကြောင်းသမီးလေးနဲ့မခွဲချင်ကြောင်းသမီးလေးကိုလည်းအယမ်းချစ်ကြောင်းဒီနေ့အခြေအနေလေးဆင်ပြေသွားရင်သမီးလေးကိုလာခေါ်มาဖြစ်ကြောင်းအလေးနဲ့ထားတောင်းဆိုပါရယ်ဆိုပြီးတော့ရေးသားထားတာဖြစ်ပါရီဒီလိုဆေးပြီးအောင်မှာကလေးငယ်တယောက်စွန့်ပစ်ခံထားရတာကြောင့်လေရက်ွက်သူရက်ွက်သားတွေကခိုင်နှင်းဝေကိုဖုံးဆက်ခေါ်ခဲ့တာဖြစ်ပါရီစွန့်ပစ်ခံထားရတဲ့ကလေးငယ်လေးကငိုလဲမငိုပဲတော်တော်လေးချစ်စရာကောင်းနေတာကြောင့်အစောပိုင်းမှာရက်ွက်တဲ့အမျိုးသမီးတွေကသူတို့မွေးစားဖို့စိတ်ကူးမိခဲ့ကြပါသေးတယ်ဒါပေမဲ့သူတို့မွေးစားရင်ခိုင်နှင်းဝေလောက်ကလေးကပြေဆုံးချမ်းသာစွာနေနိုင်မှာမဟုတ်တာကြောင့်လေခိုင်နှင်းဝေကိုခေါ်လိုက်တာပါအဲ့နောက်မှာတော့ခိုင်နှင်းဝေဟာစွန့်ပစ်ခံနှလားသမီးလေးကိုမွေးစားဖို့ခေါ်သွားတာဖြစ်ပါရီဒါပေမဲ့သမီးလေးကိုစွန့်ပစ်သွားတဲ့မိခင်နဲ့ပတ်သက်လို့ခိုင်နှင်းဝေဟာကလေးငယ်လေးကိုခုလိုတပ်ပြအောင်မှာစွန့်ပစ်တာကတာဝန်မရကြလုံးကြောင်းကလေးငယ်လေးကိုမဆောက်ရှောက်နိုင်လဲဂေယာကိုလာပေးလို့ရကြောင်းပြောလာတာပါအထူးသဖြင့်ကလေးငယ်ကိုတပ်ပြအောင်မှာစွန့်ပစ်သွားတာကြောင့်အခုလိုလူကောင်းနေနဲ့မတွေ့ပဲတလိษံတကောင်ကောင်ကစားသွားတာမတမာသူတူကတွေ့သွားတာမျိုးတွေအရန်ကိုမှအန်ရများလို့နေလို့ဆိုပါရီကြပြီးစွတ်ပြစ်လိုက်တဲ့သမီးလေးကကြီးလာလို့ငါမိခင်ကဒီလိုတက်ပင်အောင်မှာစွတ်ပြစ်သွားပါလားဆိုတာသိရလေပို့ပြီးတော့စိတ်တရားရနိုင်တယ်လို့ဆိုပါရီဒါကြောင့်လေနောက်ရှည်သွေးလေးတွေကိုစွတ်ပြစ်မယ်ဆိုရင်ဒီလိုမျိုးတာဝန်မဲ့စာမစွတ်ပြစ်ကြဖို့အတွက်ခိုင်နှဝေဟာတောင်းဆိုခဲ့ပါရီသမီးလေးကိုလာပြန်ခေါ်မယ်လို့ရေးသားထားတဲ့ပေါ်နောက်တစ်ချိန်မိဘကပြန်လာခေါ်လို့ရှည်သွေးလေးရဲ့ဆန္ဒအတိုင်းလုပ်မယ်လို့ပြောလာတာပါဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောတက်ပင်အောင်မှာစွတ်ပြစ်ခံလိုက်ရလို့ကဲတင်ခဲ့ရတဲ့မိမိခိုင်နှဝေပေါ်မှာဘယ်လိုမျိုးမြင်မိကြလဲဆိုတာပြောခဲ့ပေးပါဦးရှင်